ဖျားသခင်ရဲ့နော်အကြံစီတော်ဟာတဲ့လိုက်ဆိုရအောင်နော်လူပေါင်းတို့သည်ကဲတင်ချင်းတို့ရောက်၍တမန်တရားကိုသိစေခြင်းကဖျားသခင်အလိုတော်ရှိ၏ကဘာမှာဖျားနှစ်စုသုံးစုမရှိပါဘူးအကြီးမြတ်ဆုံးသောဖျားကဘာစัจ java လာမိုးမြေကိုဖန်ဆင်းပိုင်သောအုပ်ဆိုးသောဖျားဘယ်နှစုပဲရှိလဲဘယ်နှပါပဲရှိလဲကျွန်တော်တမန်ကျမ်းစာထဲမှာတော့ထာဝရဖျားလို့ခေါ်ပါတယ်နော်ပါဠိလိုကတော့ဧကောဗုဒ္ဓောပေါ့နော်ဧကောတစုတိတပါတိဗုဒ္ဓောဖျားကိုပြောတာဒါမို့ခရစ်တော်ဆိုတာနော် Merry Christmas ဖျားကိုပြောတာအဲ့ဒီဖျားကသင်နဲ့ကျွန်ုပ်ကိုတဲ့အပင်ငရဲတဲ့ကိုမသွားစေချင်ဘူးတဲ့နော်ဒါပေမဲ့လူပေါင်းတို့ဒီဘာရစေချင်လဲကဲတင်ချင်းဆိုတဲ့အပြစ်ငရဲအပင်ငရဲကနေဘာဖြစ်စေချင်လဲလွတ်မြောက်စေချင်တယ်မကားသေးဘူးတဲ့တမန်တရားဆိုတာဘု து စကားလေဖျားစကားဖျားရဲ့ဂတိတော်ဖျားရဲ့အာမခံချက်နော်အဲ့ဒီတမန်တရားကိုသင်သိပြီဆိုရင်တဲ့သင်လွတ်မြောက်သောအခွင့်ကိုရမယ်တဲ့ယခုဘဝရောဘာဖြစ်လဲနောင်ဘဝရောဒါမို့လောကမှာကျွန်တော်အခက်ခဲတွေဒုက္ခတွေပြဿနာတွေအမျိုးမျိုးရင်ဆိုင်ရတော့လဲပဲနော်ဒီနေ့အဲ့ဒီယေရှုခရစ်တော်ဖျားကိုနှလုံးသားထဲမှာယုံကြည်လက်ခံတဲ့အခါမှာယခုဘဝမှာသင်ရင်ဆိုင်ရမယ့်အခက်ခဲဒုက္ခပြဿနာအလုံးလွတ်မြောက်တည်တာမကနောင်ဘဝမှာလည်းဘယ်ကနေလွတ်မြောက်မလဲအပင်ငရဲကလွတ်မြောက်လိမ့်မယ်เนาะကျွန်တော်ရန်ကုန်မှာကျွန်တော်ကျန်းစာကျောင်းတက်တော့ကျွန်တော်ကျန်းစာကျောင်းဟိုတုန်းကကျွန်တော် MIT လို့ခေါ်တာပေါ့เนาะအခုကတော့ MIT ပေါ့ဟိုတုန်းက BIT လို့ခေါ်တယ်เนาะအင်္ဂလိပ်ကျန်းစာကျောင်းပေါ့ဟိုတုန်းကကျွန်တော်စားဖို့တောက်ဖို့တော်တော်ခက်တယ်ဗျเนาะမနေ့ပဲဟင်းညဆိုအရွက်သီးအရွက်ကြော်လေးတွေเนาะအသီးကြော်လေးအဲ့တော့ကျွန်တော်တပတ်ကိုတစ်ချိန်တော့ဟင်းကောင်းစားဟာဆိုအရန်ပျော်နော်တရက်လေးကြောက်ကျွန်တော်တငယ်ချင်းတယောက်ကအင်းစိန်မှာတဲ့အင်းစိန်မှာသူ့အမျိုးရှိတယ်တဲ့အဲ့ဒါဟိုစက်သားဟင်းကျွေးမယ်ပေါ့နော်စနေတင်းတွေကြောင်းပိတ်တဲ့ခါကျတော့ဟာအရန်ဝမ်းတာနော်ကျွန်တော်အရန်ဝမ်းတာဘာလို့ဟင်းကောင်းစားမှာဟုတ်ဟင်းကောင်းစားမယ်ဆိုတော့ဒါနဲ့ကျွန်တော်တငယ်ချင်းတယောက်သွားကြသူကကျွန်တော်ဘာမှကြိုတင်မပြောတော့ဘူးသူ့ရဲ့အိမ်အခြေအနေသူနော်မိသားစုအခြေအနေဘာမှမပြောတော့နော်ဟိုတော့အေးစရာလေအခုလို့အိမ်နေနော်ကြက်တီတီမဟုတ်ဟိုတော့အရန်ตายရတယ်တောင်ကုန်းလေးနဲ့ဒီနော်တောင်ပေါ်လိုပဲနော်ဟာစမ်းကြောင်းလေးတွေနဲ့အရန်ตายရတာအဲ့ဒီအေးစရာလေတကယ်မသိတောင်ပေါ်မြို့လေးပဲနော်ဟိုတော့လူတွေကတော့မှမများသေးပဲနော်အဲ့ခါကျတော့ကျွန်တော်တငယ်ချင်းကနော်သူ့အိမ်ရှက်တော့ဟာအတော်ပဲဒီနေ့တော့တမင်းအားရပါရစားမယ်ဆိုတော့နည်းနည်းလေးဖိုက်လေးနည်းနည်းခြောင်သွားအောင်နော်အသက်ရှူလက်ချင်းကလေးလုံးပြီးတော့တမင်းအားရပါရစားမယ်ဆိုတော့တကယ်ကြီးကသူ့အိမ်ကိုတက်သွားတဲ့ခါမှာကျွန်တော်ခဏနေအောင်လို့ရှုကလေးပါလေးကြည့်ပြီးတော့နော်လက်ချင်းကလေးကျွန်တော်လုံးနေတဲ့အခါမှာတကယ်ကြီးကဟိုးပေါ်နေခေါ်တယ်ဟဲ့အောင်နေဆရာဆိုင်လာခဲ့နော်ဟုတ်ကဲ့ဒါနဲ့ကျွန်တော်လည်းအိမ်ကိုတက်မဲ့လုံးတဲ့အခါမှာအဲ့ဒီသူတို့အိမ်ရှင်းပါလေကပြင်းမှာနော်ဒီလေကတိနားမှာအတော်ကြီးတယောက်စပင်လေးကိုဖာလာချပြီးတတ်ရလေနော်ကရင်ဆိုတော့အသားလေးလည်းဖြူးနော်ပကွက်ကြားလေးနဲ့ဆိုတော့အော်ဒါကသူ့အတော်လားသူ့အမေလားသူနဲ့ဘလို့တော်လဲပေါ့ကျွန်တော်ကအဲ့ဒါနဲ့ကျွန်တော်ကအန်တီလို့ကျွန်တော်အိမ်ပေါ်တက်ပြစီနော်လို့ကျွန်တော်ဧည့်သည်ဆိုတော့လေသူကဟုတ်ကဲ့ပါတက်ပါတဲ့သူကလေအတန်လေးနဲ့ဟုတ်ကဲ့ကျွန်တော်တက်မယ်လို့လဲလို့ခဏနေအောင်တဲ့ဟုတ်ကဲ့အန်တီဘာကိစ္စရှိလို့လဲငါနောက်လိုက်ခဲ့အောင်တဲ့ဟုတ်ကဲ့ကျွန်တော်ဧည့်သည်ဆိုတော့အိမ်ရှင်ခေါ်တဲ့နေရာလိုက်ရမှာပေါ့လိုက်တာပေါ့နော်ဘာလုပ်မလဲဆိုတော့သူတို့အိမ်နောက်မှာလေဘူးစင်လေးရှိတယ်ဗျာဘူးစင်လေးဆိုဘူးဒီများခုခိုင်းမလားဘူးညို့လေးခုတော့နော်ကျွန်တော်ပြုတ်ပြီးတော့များအတော့များလုပ်လားဟုတ်ပြီโอเคတော့လိုက်ကြည့်ဟာသူကလည်းဘူးစင်လိုက်ကြည့်တော့လိုက်ကြည့်တော့ကျွန်တော်ဘူးဒီလည်းမသိသေးဘူးနော်ဟာဘူးညို့လေးလိုက်ကြည့်ပြီးလည်းပြတော့ကျွန်တော်လည်းလောင်းနေโอเคအန်ဒီလို့ဘယ်ဘူးညို့များကောင်းလဲပေါ့လေလာစားနေနားထောင်ကြည့်စမ်းနဲ့ဘူးညို့မခိုင်းမနဲ့ဘာလို့ခိုင်းတာလဲနားထောင်ဘာလို့နားထောင်ရမှာလဲဒါနဲ့ကျွန်တော်လဲ
anti balelo di ma la chi no busi ale chino taya ne jo no ai ma walong le no busi khena da walong le tu a na taung chi so ho thu san ne thu san ne ba le so chino twa yo shao lu thao ma na thao chino da ko de ba cha le ha ma cha bu anti lo he tu ti cha na do shi ye de he da le chino no la ko de ba cha le ha ma cha bu antiဟဲ့နင်ဘာမှသုံးမကြဘူးလေဟာသူမျက်နှာပြောင်းသွားတယ်လို့ဟဲ့ဒုက္ခပါပဲအဒီဘာပြောလဲငါနားထောင်မယ်သူကလေထောင်ဟုတ်တယ်အဲ့ဒါမို့ဟာကျွန်တော်လည်းအရန်အောင်သွားနော်ဟာဘာများကြက်နေကျွန်တော်ဘာမှမကြောက်သူကကြားတယ်ဆိုတော့ကျွန်တော်သူ့ထထူးစမ်းအန်တီဘာကြားလဲဆိုငါလည်းဘာမှမကြောက်ဘူးဟဲ့ဟာပြဿနာပဲလာအောင်နေဟာခေါ်ပြောဟုတ်ကဲ့လိုက်ပြနောက်တနေရာလေးရောက်အဲ့ဒီဘူးစင်တောင်းလေးမှာလာကြည့်စမ်းတယ်ဟာဒုက္ခပဲဒီကနားတော့ခိုင်းတာမဟုတ်လာကြည့်ခိုင်းတာဒါနဲ့ကျွန်တော်ဒီကမားလို့မဖြစ်ဘူးမားထမင်းရလဲဘိုက်စားနေကျွန်တော်လေးခြေထောက်ကိုထောက်ပြီးတော့ကြည့်ထားတယ်ဟုတ်ကဲ့အန်တီလို့အဲ့ဝလုံးကျွန်တော်ကြည့်တာဝလုံးဘာတွေ့မှလဲဘာမှလည်းမတွေ့ဘူးသေချာကြည့်တော့ဟုတ်ကဲ့ तू ကဘယ်ဟုတ်မလဲအဲ့ဒီဝလုံးဟိုးရှိရနေပြီးတော့နော်ကျူလို့ထောင်းတဲ့အဲ့ဒီဝလုံးတွေကိုထိုးထဲတယ်ဟာအဲ့ဒီဝလုံးထဲမှာလေဘဒူကောင်ရှိတယ်နော်အဲ့ဒီဘဒူကောင်ထွက်လာသူကဝလုံးနဲ့ထိုးတော့လေကျွန်တော်ကြည့်နေမဆိုလို့လေကြည့်လေကြည့်အဲ့ဘဒူကောင်နဲ့ထိုးတော့ဆိုတခါတည်းကျွန်တော်မျက်လုံးတောက်ဝင်ဘာပြောကောင်းလို့ကျွန်တော်မျက်လုံးနာလာလေကျွန်တော်အော်ရမအမလေးအဲ့မှာအဖွားရရီတာငါပြောတဲ့ရှောင်းလောက်တယ်ဟာတနေ့ကျွန်တော်အိုးကျွန်တော်တငယ်ချင်းကတွေးလာဆရာဆိုင်ပါပြစ်လေဒီမှာကွာဟိုဖွားဟာတငယ်ချင်းအဲ့ဒါအယူမာတဲ့ဟာမင်းကကွာစောစီပြောပါလားလို့မင်းဟာတော့မျက်လုံးကတောင်နှုတ်တာလေကွယ်အဲ့ဒီဘဒူကောင်တောက်တခါတည်းဖောင်းလာတယ်နော်မင်းကွာတဲ့ဓမ္မတက္ကသိုလ်ကျောင်းသားလုပ်ပြီးတော့တဲ့အယူမှမသိလူကောင်းမှမသိဟာငါပဲသိမလဲလို့ဟာကျွန်တော်အိမ်ပေါ်ခေါ်သွားနော်ကျွန်တော်မထိုင်နဲ့ငါဆေးလင်းပေးမယ်တဲ့ဆေးတွေသွားယူအဲ့ဒါနဲ့သူညီမလားအမလားတော့မသိဟာဆရာရဲ့အရန်အားနာတာပဲတဲ့ကျမအတော်လေးအဲ့လိုလှုပ်တတ်တယ်တဲ့အဲ့လိုအဲ့တည်းလိုက်အရန်ဒုက္ခပေးတာပဲအေးလေစောစီပြောပါလားနော်ပြောမပြောတာပဲလူကောင်းအောင်မေးလို့ပေါ့နော်ဒါနဲ့ကျွန်တော်လည်းအရန်ကိုရတယ်အရန်ပူတာနော်ကိုယ်အရန်ပူလာနော်တခါတည်းဟိုငှက်ဖြားမိတ်လို့ဖြစ်တာလားဒါနဲ့သူ့ညီမလေးကလေကျွန်တော်ရင်နွေးခွက်လာချပြီးဆရာလည်းရင်နွေးတောက်အောင်တော့ဟုတ်ကဲ့ရင်နွေးကတော့မလို့ရင်နွေးလည်းပူလိုက်တာသလားပူတော့ကျွန်တော်လည်းနည်းနည်းအီးအောင်ဆိုပြီးဟိုဘက်လက်ဒီဘက်လက်လဲတော့နည်းနည်းအီးကန်လက်ကြောက်ကျွန်တော်တောက်မလို့ကျွန်တော်တန်ငယ်ချင်းကထွက်လာဟဲ့ကောင်နဲ့မင်းကတော့ဓမ္မတက္ကသိုလ်ကျောင်းသားလုပ်ပြီးတော့တဲ့လူကောင်းမှမသိနော်အယူမှမသိတယ်လာငါမျိုးဆေးလိမ့်ပေးမယ်ခဏနေဝအောင်တန်ငယ်ချင်းကငါဓမ္မလေချောင်းလေး6ပြီးရေးစာလို့နော်ဒါနဲ့ကျွန်တော်အေးခဏတဲ့ရင်လေးကိုကျွန်တော်တောက်ချလဲအောင်ဂလူဆိုအဲ့ဒါကို तू ကဒီရင်လေးကအေးအောင်မေးလို့ तू လဲရင်တွေငဲ့ပြီးတော့ကျွန်တော်ကအေးခံထားတာလေ तू ကအခုပဲချက်ချင်းတောက်ပြီးတော့မင်းကွာလူကောင်းမှမသိအယူမှမသိမပူလေကျွန်တော်ပြောတယ်မင်းကွာဓမ္မတက္ကသိုလ်ကျောင်းသားလုပ်ပြီးအေးမှမသိအပူမှမသိနှစ်ယောက်သားသူလည်းတခါတည်းရှာတယ်နော်ပူပြီးတော့လေအဲ့မနဲ့ချက်ထားတဲ့ကြက်သားဟင်းတွေအာလူဟင်းတွေတယောက်မှမစားတော့နော်ကျွန်တော်လည်းကြောင်းပြန်လာတဲ့အခါမှာနော်မျက်လုံးကရောင်တာလေတခါတော့ဒလိုပြင်လာတယ်နော်ဟုတ်လား तू ကလည်းဟိုကင်းလေးချောလို့လေကျောင်းမှာ3ရက်ကျွန်တော်ဖြားတယ် तू လည်း3ရက်ထမင်းစားလို့မရဘူးအဲ့တော့ချက်တော်ကြီးကိုမောင်နှမတို့သူ့အတော်အယူဆိုတာကျွန်တော်ကိုမပြောတော့ကြောင့်ကျွန်တော်ဘယ်နှစ်ရက်ခံလိုက်ရလဲ3ရက်ကျွန်တော်ကလည်းသူ့ကိုရင်နွေးပူတယ်ဆိုတာမပြောတော့ကြောင့်ဘယ်နှစ်ရက်ခံလိုက်ရလဲချက်တော်ကြီးကိုမောင်နှမတို့ဒီနေ့သင်နဲ့ကျွန်တော်တက်တာမှာသခင်ယေရှုသင်ကိုချစ်တယ်သခင်ယေရှုသင်ကိုအပြစ်ကကယ်တယ်သခင်ယေရှုသင်ကိုအပြစ်ငရဲတွေကိုမသွားစေချင်ဘူးလို့ကျွန်တော်တို့မပြောလိုက်
ဒီနေ့သင်ကမယုံလိုက်ချစ်တော်ညီကောင်မောင်နှမတို့ကျွန်တော်ခံရမယ့်ဆင်းရဲဒုက္ခဟာလေ3 ရက်မဟုတ်ပါဘူး3 နှစ်မဟုတ်ပါဘူးနှစ်ပေါင်း30လည်းမဟုတ်ပါဘူးနှစ်ပေါင်း300လည်းမဟုတ်ပါဘူးဘလို့ခံရမှာလဲထာဝရဒါဘုဒ္ဓမှာကြွလာတဲ့ကျွန်ညီကောင်မောင်နှမတွေတချို့ယုံကြည်သူတွေပါမယ်တချို့လည်းတခြားဘာသာဝင်တွေပါမယ်နော်ဒီနေ့ကျွန်တော်ကသေခြင်းလို့ပြောတဲ့ခါမှာနော်ကျွန်တော်လည်းကိုချင်းစာပါတယ်နော်ကျွန်တော်တို့တခြားဘာသာဝင်ဆိုအဲ့ဒီသေတွေဆိုတာကိုလေမကြားချင်ဘူးသေချင်းဆိုရင်ဖွာလွယ်ပါစေဖွယ်ပါစေနော်သို့တော်ဒီနေ့အဲ့ဒီယေရှုခရစ်တော်အားဖြင့်သေခြင်းကနေဘာဖြစ်သွားလဲထာဝရအသက်ရှင်ခြင်းဒါပေါ့အမင်္ဂလာကနေဘာဖြစ်သွားလဲမင်္ဂလာဖြစ်သွားတယ်ချစ်တော်ကြီးကိုမောင်နှမတို့ဒီနေ့သင်ဒီနေရာကိုရောက်လာခြင်းဟာဒီနေ့သင်အတွက်ဖယားသခင်ပြင်ဆင်ထားပြီးတဲ့အင်မတန်မှကြီးမားတဲ့ကောင်းကြီးမင်္ဂလာယခုဘဝရောဘာဖြစ်လဲနောင်ဘဝရောအတွက်ဖြစ်တယ်ဒါကြောင့်မလို့သင်အတွက်ဒီနေ့ဖယားသခင်ပြင်ဆင်ထားတဲ့အရာကိုဒီနေ့ဆရာတွေကနေပြောပြတဲ့တခြင်းအပြင်သင်ကြားတဲ့ခါမှာဒီကနှလုံးသားထဲမှာတခက်ကိုအဲ့ဒီယေရှုခရစ်တော်ဖျားကိုမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံဖို့အင်မတန်မှအရေးကြီးပါတယ်နော်ဆောဘန်ကပြောလို့ပဲဘာသာဝင်လို့မဟုတ်ပါဘူးဒီတကယ်ပဲနှလုံးသားထဲမှာအိုးယေရှုဖျားကိုရိုကျွန်တော်ရဲ့အပြစ်တို့လက်ဝါးကတိုင်းမှာအသေးခံတယ်ကျွန်တော်အပြစ်ကြွေးအားလုံးကိုရိုပြီးဆက်ခဲ့ကိုရိုယေရှုဖျားကိုကျွန်တော်ယုံကြည်ထာဝရအသက်အပြစ်ငရေကလွတ်တယ်ဆိုတော့ဒီနှလုံးသားထဲမှာတိတိကျကျတည်တည်ချာချာယုံကြည်ဖို့အရေးကြီးပါတယ်အဲ့ဒါလို့သင်သခင်ရှုခရစ်တော်ကိုမိမိနှလုံးသားထဲမှာတကယ်ယုံကြည်လက်ခံပြီးတကယ်ကိုခေါ်ဖိတ်တဲ့အခါမှာအဲ့ဒီယေရှုသည်လိုက်ဆိုရအောင်နော်ငါသည်တကားရှိမှရ၍ခောက်လျက်နေ၏အကျဉ်သူသည်ငါ၏အတန်ကိုကြား၍တကားကိုဖွင့်အံ့ထိုသူရှိရာသို့ငါဝင်မည်သူနှင့်အတူစားတော့မည်ဒါသခင်ရှုသည်အသက်ရှင်သောဘုရားဖြစ်ပါတယ်ကမ္ဘာစကြာဝဠာမိုးမျိုးကိုဖန်ဆင်းပိုင်သောအုပ်ဆိုသောဘုရားဖြစ်ပါတယ်အဲ့ဒီယေရှုခရစ်တော်ဘုရားသည်ကောင်းကင်ကနေပြီးတော့လောကထဲကိုလူစားတိတ်အဖြစ်ဘုရားစင်စစ်ကနေလူအဖြစ်ခံယူပြီးတော့မွေးဖွားလာတယ်တင်းနဲ့ကျွန်ုပ်ကိုချစ်လွန်အားကျွန်တော်လှော်ကားတိုင်းမှာကျွန်တော်အပြစ်တွေးတွေအားလုံးကိုပေးဆက်ပြီးတော့ကိုစားအသေးခံခဲ့တယ်3 ရက်မြောက်3 နှစ်မှာတေခြင်းမှရှင်ပြန်ထမြောက်သွားတယ်အဲ့ဒီယေရှုကိုသင်ယုံကြည်လက်ခံလိုက်တာနဲ့သင်အပြစ်ကြွေးအားလုံးဘာဖြစ်သွားလဲလွတ်မြောက်သွားတယ်ဒီဘဝမှာသင်ခါမှဆင်းရဲခြင်းတွေအခက်အခဲတွေဒုက္ခတွေပြဿနာတွေအားလုံးကိုလည်းအောင်မြင်ရသောအခွင့်ကိုလည်းအဲ့ဒီယေရှုဘာလို့ထားပြီးသားလဲပြင်ဆင်ထားပြီးသားဖြစ်တယ်သင်လောကမှာလိုအပ်တဲ့စာဝတ်နေရေးစီးပွားရေးဘုရားသခင်ကအားလုံးပြင်ဆင်ထားတယ်နော်ဘာဖြစ်လဲဘုရားသခင်ကျွန်တော်သိချစ်တယ်ကျွန်တော်အတင်းတော်တစ်ပါးရောက်သွားတဲ့အခါမှာအဲ့ဒီသင်အုပ်ဆရာရဲ့ညီကနေမွေးလာတဲ့မြစ်ပေါ့နော်ဘလို့ဖြစ်လဲဆိုတော့ဓမ္မကျမ်းမာရေးအရာဓမ္မကျမ်းမာရေးဝန်ထမ်းလည်းပါကောင်းပါမယ်နော်ခလေးရဘလို့ဖြစ်လဲဆိုတော့မိန်းကလေးသူ့ရဲ့တစားလေးပေါ့နော်နားနဲ့နာဖွားနဲ့နာပေါ့နော်အရှင်းနဲ့အနောက်နဲ့ကမားနေတယ်ဗျာဘလို့မွေးလာလဲတော့မသိဘူးနော်အော်ကလေးလေးကတခါမစင်စိုးကန်ဒီအရန်ကိုငိုရတခါတလေအပေါ်သွားကန်ဒီတအားကိုငိုရတာနဲ့ရန်ကုန်ဆေးရုံကြီးကလေးဆေးရုံခေါ်သွားတယ်သွားပြီးတော့ကုဒါပေမဲ့ကလေးကယားနာတွေပေါက်ပြီးတော့အားလည်းမရှိတဲ့အတွက်ကြောင့်ဆရာဝန်ကဘာပြောလဲဆိုတော့အိမ်ပြန်ခေါ်သွားအောင်တဲ့အားရှိအောင်သူ့ကိုတဲ့နော်ကြကြမတန်ဆွမ်းဖြစ်မှလာခဲ့တဲ့ operation ပေါ့နော်ဒီသူ့ရဲ့နေရာလေးကမှားနေတာပေါ့နော်အရှိအပေါက်နဲ့နောက်အပေါက်နော်အဲ့ဒါတချို့ဆရာဝန်တွေသိမယ်တချို့သူနာပြုဆေးဝန်ထမ်းတွေသိမယ်အဲ့တော့ကျွန်တော်ရောက်သွားတဲ့အခါမှာခလေးကအရန်တနာဖို့ကောင်းတယ်တခါငိုလိုက်သိပြီ तू အရန်ကို तू နာကျင်နေတယ်နော်သူတို့ပဲပြောကြပါစို့အဲ့ဒါနဲ့အဲ့ဒီမှာနော်မိမတွေအရန်ကိုစိတ်မကောင်းအဲ့ဒီအသိအောင်ဆရာကြီးဆိုလဲစိတ်မကောင်းငါအပြစ်ကြောင့်လားငါဘာမဟုတ်တာလုပ်ခဲ့တယ်လေသူမိဘတွေအော်ဒါနဲ့ကျွန်တော်ခေါ်ပြီးဆုတောင်းတဲ့အခါမှာကျွန်တော်ကပြောတယ်မဟုတ်ပါဘူးဆရာကြီးလို့ဖခင်သခင်ဘုန်းတော်ထင်ရှားဖို့ဖြစ်တယ်ဒီနေ့သခင်ယေရှုခရစ်တော်ကိုယုံကြည်တော်သူတိုင်းမှာ
မဖြေရှင်းနိုင်တဲ့ပြဿနာမလွတ်မြောက်နိုင်တဲ့အခက်ခဲဆိုတာမရှိပါဘူးတကယ်ချင်းမကုသပေးနိုင်တဲ့ယောဂမရှိပါဘူးဖခင်သခင်ပေးမပြောင်းနိုင်တဲ့ယောဂမရှိပါဘူးဒါနဲ့ကျွန်တော်အားလုံးနော်ကလေးကိုကြည့်ကျွန်တော်မြိတ်ကြဘာဖြစ်လဲဆိုတော့ဒီကလေးရမ်းခံစားရတယ်။ तू အားရှိအောင်နော် तू ဒီယာနာတွေပြောင်းအောင်ဆိုဘယ်နှလကြာအောင်လဲမသိဘူး။ဒါကျွန်တော်အားလုံးကဘာပဲဖြစ်ဖြစ်တကယ်ရှုတော်ပြအသက်ရှင်ပါတယ်။တကယ်ရှုတော်ပြအရာခတ်တဲ့ကိုတတ်နိုင်ပါတယ်အလုံးဝန်ခံလားကျွန်တော်အားလုံးတူတော့ဆုတောင်းကြကျွန်တော်သတိရပါသေးတယ်အဲ့ဒီနေ့ကကြာပတဲ့နေ့မနေ့9နာရီတို့အချိန်ဖြစ်ပါဒါလည်းတို့ဆုတောင်းပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့နောက်ထပ်အသင်းတော်ထွက်သွားတယ်နော်ကြာပတဲ့တောက်ကြာစနေတင်းတင်းကနေ့ကျွန်တော်ပြန်လာတဲ့အခါမှာယူအဝင်ဝလျောင်းအဲ့ဒီခုနသင်ဥစ္စာကြီးပြေးလာဆရာဆိုင်နဲ့ဟာတို့ဝန်သားအရနဲ့ဟာဆရာကြီးလာကြိုးလာဟုတ်တယ်ဆရာတို့ကဝန်သားဆရာသခင်ပြောချင်နေဟုတ်လားဘာတည်းလဲအပေါင်းပြောင်းသွားပြီဟဲဘာပြောင်းသွားလဲဘာရွာဝင်ပေါက်များသွားသလားကျွန်တော်ဝင်တဲ့အပေါက်နဲ့ဆရာအပေါင်းပြောင်းသွားပြီဟဲဘာပြောလဲဆရာကြီးတဲ့ကျွန်တော်မြစ်ကလေးလေးအပေါင်းပြန်တဲသွားပြီဟဲအိုးစရာပဲကျုပ်ဟုတ်ကဲ့ကလေးလေးကလေအိုးစရာဗျာ operation လည်းမလုပ်ရပဲနဲ့ကြည်စံဖျားတကယ်အဲ့ဒီအဖြစ်ပြီးလို့ကျွန်တော်လည်းမပြောက်ပေါ့နော်လွန်ခဲ့တဲ့ကျွန်တော်ယူဒတန်နဲ့အတင်းတော်တပါသွားတဲ့အခါကျွန်တော်အဲ့ဒီအကြောင်းဝင်ငါတိတ်ခံတဲ့အခါမှာကလေးမလေးတယောက်ရောက်လာတယ်ကျွန်တော်အလူငွေလာပြီးတယ်ဆရာတဲ့အလူငွေဟုတ်လားသမီးပမာနေလေအပေါက်ပြောင်းသွားတဲ့အရောက်လေးတဲ့ဟဲကျွန်တော်ညီကောင်မောင်နှမတို့ဒီနေ့ကျွန်တော်ကိုယ်ရဲ့ယေရှုဖျားသည်အသက်ရှင်သောဖျားဖြစ်တယ်အရာခက်သိမ်းကိုတတ်နိုင်သောဖျားသခင်ဖြစ်တယ်ဒီသင်ကိုချစ်တဲ့ဖျားဖြစ်တယ်သင်ကိုလွတ်မြောက်စေခြင်းသောဖျားဖြစ်တယ်ယခုဘဝအတွက်ကောနောင်ဘဝအတွက်ကောဒါကြောင့်ဒီနေ့ဘာသာတရားမှာပဲဘာသာဝင်ပဲမဟုတ်ပဲနဲ့ဒီနှလုံးသားထဲမှာတကယ်ရှုခတ်တော်ကိုသင်တကယ်ပဲယုံကြည်လက်ခံပါအဲ့ဒီယေရှုခရစ်တော်ပြောသင်တကယ်ပဲခေါ်ဖိတ်ပါစောစောပိုင်းကဆရာကြီးပြောသလိုအဲ့ဒီယေရှုကိုနေရာပေးလိုက်ပါအဲ့ဒီယေရှုတဲ့တခြားအရာသင်မပေးပါနဲ့ဒီနေ့စီဝါရေးလူမှုရေးကျမ်းမာရေးလိုအပ်ပါတယ်ဘုရားသိပါတယ်အခြားသောသင်အားကိုးစရာတွေနော်ဒီနေ့ကျွန်တော်တို့ယုံကြည်စရာတွေအများကြီးရှိတယ်သို့တော့ယေရှုတပါးတည်းကိုသာသင်ယုံကြည်လက်ခံပြီးနေရာပေးလိုက်ပါအဲ့ဒီယေရှုဖျားဟာခပ်သိမ်းသောအရာအတွက်သင်နဲ့ကျွန်ုပ်ကိုပြင်ဆင်ထားပေးပါတယ်ဒါပေမဲ့ကျွန်တော်တကယ်ပဲသခင်ရှုခရစ်တော်ကိုမိမိကတည်းပိုင်ရှင်ဖြစ်နော်တကယ်ပဲဂဂနတကယ်နှလုံးသားထဲမှာအကျွင်းမဲ့နော်ယုံကြည်အနံဖို့လိုအပ်တော်သူများရှိရင်ပေါ့နော်ကျွန်တော်နဲ့သဘောတူရင်ကျွန်တော်ဆုတောင်းချက်ကျွန်တော်အရှိကနေတိုင်ပေးမယ်လိုက်ပြီးတော့ဆုတောင်းရအောင်နော်ဒီနေ့တခြားဘာသာဝင်တွေပါတယ်ဟာငါတို့နဲ့မဆိုင်ဘူးမဟုတ်ပါဘူးစောပိုင်းကလည်းဆရာလည်းပြောခဲ့ပြပါပြီဒီနေ့တခင်ရှုဆိုတာခရစ်ယာန်ဘာသာဝင်တွေရဲ့ဖျားပဲမဟုတ်ပါဘူးဒီနေ့အင်္ဂလိပ်တွေရဲ့ဖျားပဲမဟုတ်ပါဘူးလူသားတိုင်းရဲ့ဖျားလူသားတိုင်းကိုကဲ့တင်ခြင်းနဲ့လူသားတိုင်းကိုလွတ်မြောက်စေခြင်းနဲ့ဖျားဖြစ်သောကြောင့်တကယ်လို့ငါရဲ့ဘဝသက်တာထဲမှာအဲ့ဒီယေရှုဖျားကိုမယုံကြည်ရသေးဘူးအဲ့ဒီယေရှုဖျားကိုငါသိတယ်နှလုံးသားထဲမှာနေရာမပေးရသေးဘူးဆိုရင်ကျွန်တော်နဲ့အတူအဲ့ဒီယေရှုခရစ်တော်ဖျားကိုခေါ်ဖိတ်လက်ခံဆုတောင်းဖို့ရန်အတွက်ကျွန်တော်အရှိကနေပြီးတော့တိုင်ပေးချင်ပါတယ်တကယ်လည်းသဘောတူတယ်ဆိုရင်လည်းလိုက်ဆိုလို့ရပါတယ်တကယ်လို့လိုက်မဆိုရင်လည်းကိစ္စမရှိပါဘူးသင်စဉ်းစားပါအဲ့ဒီယေရှုခရစ်တော်ဖျားကိုတော့သင်ဒီနေ့အချိန်မနှောင်းခင်ယုံကြည်လက်ခံဖို့ဘာဖြစ်လဲလူရဲ့အသက်တာသည်ကွေးတော်လဲမဆန့်ပြီးဆန့်တော်လဲမကွေးပြီးဒါကြောင့်မလို့ကျွန်တော်အရှိကနေပြီးတော့ဆုတောင်းပေးချင်ပါတယ်သဘောတူတယ်ယုံကြည်တယ်ဆိုရင်အနောက်ကနေလိုက်ဆိုဖို့မြစ်တာခံပါတယ်သခင်ယေရှုဖရာကိုတော်သည်ကျွန်ုပ်တို့ဤအပြစ်များအတွေ့လှဝါးကားတိုင်းမှာအသေးခံ၍အသွေးတော်ကိုသွန်းကကျွန်တော်ကျမတို့ဤအကုသို့ဝတ်ကြွေကံကြွေ
အပြစ်ကြွေးများအလုံးကိုစားအသေးခံပေးဆက်ခဲ့ပြီးဖြစ်သောကြောင့်ယေရှုတင်ပါ၏ကိုရရှင်ယေရှုအသေးခံခြင်းအပြင်ကျွန်တော်ကျမတို့ဤအပြစ်များအလုံးဖြေလွတ်ဖြေရှင်းခဲ့ပြီးဖြစ်သောကြောင့်ကိုရောကိုယေရှုတင်ပါ၏သခင်ယေရှုဖျားကျွန်တော်ကျမဤနှလုံးသားထဲသို့ဝင်ရောက်ကိန်းအောင်တော်မူပါကိုရောရှင်ယေရှုကိုကျွန်တော်ကျမတို့ဤကယ်တင်ပိုင်ရှင်အရှင်သခင်အဖြစ်ယုံကြည်လက်ခံပါ၏အပြစ်ငရဲမှာလွတ်မြောက်ခြင်းနဲ့လောကရဲ့ဆင်းရဲဒုက္ခများကိုလည်းလွတ်မြောက်ဖို့ရန်ကိုတော်ဖျားအခွင့်ပေးပြီးဖြစ်သောကြောင့်ယေရှုတင်ပါ၏သခင်ယေရှု၏နာမ၌ဆုတောင်းပါ၏အာမင်သင်တကယ်ပဲယုံကြည်ခြင်းနဲ့သင်ဆုတောင်းတဲ့အခါမှာအခုသင်ရဲ့နှလုံးသားထဲမှာဘယ်သူရှိနေပြီလဲယေရှုရှိနေပြီအဲ့ဒီယေရှုဟာသင်နှလုံးသားထဲကိုဝင်လာတဲ့အချိန်ကနေစပြီးဘယ်တော့မှပြန်လဲပြီးတော့ထွက်မသွားပါဘူးလူမြည်ဒီကခရစ်တော်၌ရှိလေပါပြီလေအသင်ပြုပြင်သောတတဝါဖြစ်တယ်ဟောင်းသောအရာတို့သည်ခတ်သိမ်းသောအရာတို့သည်အသစ်ဘုရားသခင်ကအိုးဝေအသစ်တက်တာကိုနော်အသစ်သောကောင်းကြီးမင်္ဂလာပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းကိုသင်တို့ပြင်ဆင်ထားပေးတယ်ဆိုတဲ့အကြောင်းလေးကိုဝေငှရင်းနဲ့ရောက်တိုင်းဘုရားသခင်ကောင်းကြီးပေးပါစေနော်ကျမ်းစာတစ်ပိုက်လိုက်ဆိုရအောင်နော်ဘုရားသခင်ဤသားတော်ကိုယုံကြည်သောသူပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ထာဝရအသက်ကိုရစေခြင်းကဘုရားသခင်သည်မိမိ၌တပါးတည်းသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏ဒီကျမ်းပိုက်ကတော့ယုံကြည်သူတော်တော်များများကတော့ငယ်ငယ်လေးတွေကကျွန်တော်တို့အားလုံးရပါနော်ဖယားသခင်ဤဘသူလဲသားတော်ဘသူရဲ့သားတော်လဲအဲ့ဒီဖယားသခင်သားတော်ဒီဘသူလဲယေရှုခရစ်တော်ဖြစ်တယ်အဲ့ဒီဖယားသခင်သားတော်ယေရှုခရစ်တော်ကိုယုံကြည်တော်သူဒီဘာဖြစ်လဲပျက်စီးခြင်းသောဒီနေ့သင်ဘဝဒီဘဝမှာလည်းသင်ဘယ်တော့မှမပျက်စီးဘူးနောက်ဘဝမှာလည်းသင်ဘယ်တော့မှမပျက်စီးဖို့အတွက်ဖယားသခင်ဟာသင်နဲ့ကျွန်ုပ်ကိုချစ်တယ်ဒါကြောင့်မလို့အဲ့ဒီတပါးတည်းတော့ဘာဖြစ်လဲသားတော်ကိုဘာလုပ်ပလိုက်လဲစွန့်လိုက်တယ်ကျွန်တော်တို့အဲ့လိုပြောတဲ့အခါမှာယုံကြည်သူခရိယန်အတွက်ကတော့ဘာမှပြဿနာမရှိပါဘူးဒါပေမဲ့တပါးသောအခြားသောဘာသာဝင်တွေကတော့ကျွန်တော်ငယ်ငယ်တုန်းကအဲ့ဒီကျမ်းပိုက်အဲ့ဒီတခြင်းတွေဆိုတဲ့အခါမှာတငယ်ချင်းတွေကမေးတယ်မင်းတို့ဖျားမှာတဲ့သားရှိတယ်လို့တဲ့ဟုတ်တယ်လို့ဟုတ်လားတဲ့ဟုတ်တယ်တို့ဖျားမှာသားရှိတယ်ဒါဆိုရင်မင်းတို့ဖျားမိန်းမရှိတာပေါ့နော်တဲ့သူတို့မေးတာမှားလားမမှားပါဘူးဓမ္မရှိတဲ့လူတွေအားလုံးကအဖေအမေရှိလားမရှိဘူးလားအဖေအမေမရှိဘဲနဲ့သားသမီးရလားဘယ်သူကမှသင်မြစ်ဝါမြစ်တွေကထွက်မလာဘူးနော်ကောင်းကင်ဘဝဘုံကနေပြုတ်ကြမလာဘူးကျွန်တော်အားလုံးဒီအဖေအမေရှိလားမရှိဘူးလားအဖေအမေကြောင့်သားသမီးတွေဘာဖြစ်လဲမွေးဖွားလာတယ်ဒါပေမဲ့အံ့ဩစရာကောင်းတယ်အဲ့ဒီယေရှုခရစ်တော်ကတော့အဖဖယားသခင်ကမိန်းမရပြီးတော့မွေးလာတာမဟုတ်ပါဘူးဒါကြောင့်မလို့ဒီမှာဒီနေ့သခင်ယေရှုခရစ်တော်အကြောင်းကိုကြားရတဲ့အခြားသောသူများအတွက်ပြောချင်ပါတယ်တကယ်တော့ကဘာမှာဖယားဘယ်နှစုပဲရှိလဲဘယ်နှပါပဲရှိလဲအကြီးမြတ်သောဘုရားကဘာစကြဝဠာမိုးမြစ်ကိုဖန်ဆင်းတဲ့ဘုရားဘယ်နှပါပဲရှိလဲဘယ်နှစုပဲရှိလဲအဲ့ဒါကိုတမန်ကျမ်းစာကထာဝရဘုရားလို့ခေါ်ပါတယ်
ဒါပေမဲ့အဲ့ဒီထာဝရဘုရားဟာတဲ့လိုက်ဆိုရအောင်နော်အစအဦး၌နှုတ်ကပတ်တော်ရှိ၏နှုတ်ကပတ်တော်ဆိုတာတရားကိုပြောတာဘုရားရဲ့စကားတော်ဘုရားရဲ့တရားတော်ကိုပြောတာနော်ဆက်ဆိုမယ်နော်ထိုနှုတ်ကပတ်တော်သည်ဘုရားသခင်နဲ့အတူရှိ၏အဲ့ဒီနှုတ်ကပတ်ဆိုတဲ့တရားတော်သည်ဘယ်သူနဲ့အတူရှိလဲဘုရားနဲ့အတူရှိတယ်ဆက်ဆိုမယ်နော်ထိုနှုတ်ကပတ်တော်သည်ဘုရားသခင်ဖြစ်တော်မူ၏ပြန်ဆိုမယ်နော်အစဦး၌ဘာရှိလဲထိုနှုတ်ကပတ်တော်သည်ဘယ်သူနဲ့အတူရှိလဲဘုရားသခင်နဲ့အတူရှိတယ်အဲ့ဒီနှုတ်ကပတ်တော်သည်ဘယ်သူဖြစ်လဲဘုရားဖြစ်တယ်ဒါဆိုရင်နှုတ်ကပတ်နဲ့ဘုရားဆိုတာနှစ်ပါးလားတစ်ပါးပဲလားဒါပေမဲ့ပုံစံတူလားပုံစံမတူနော်ဆိုတော့အဲ့ဒီဘုရားသခင်တဆူဒီတော့ထာဝရဘုရားသည်သူ့စကားသူ့ရဲ့တရားရှိလားမရှိဘူးလားအခုကျွန်တော်ကတော့ဆရာမန်းဆိုင်မန်လို့ခေါ်ပါတယ်ကျွန်တော်ကိုပုံဖော်လိုက်ရင်ဘယ်လိုဖော်မလဲမျက်စိမိတ်ပြီးတော့ဆရာဆိုင်မန်ဆိုတာဘယ်လိုလဲဆိုရင်ဘယ်လိုပုံဖော်မလဲအရက်ကပူပူအသားကရုပ်ကဘာတစ်ခုမှကောင်းတာမရှိပါလားအတန်ကပြဲပြဲတော်တော်အမှန်တရားသိကြတာပဲနော်တခါကျွန်တော်တင်တန်းတစ်ခုသွားပေးတော့လူငယ်တယောက်ကိုလာကြိုခိုင်းတယ်ကားဂိတ်မှာနော်ဆရာမန်းဆိုင်မှာသွားကြိုလိုက်တယ်အဲ့လာကြိုမဲ့လူငယ်ဟာကျွန်တော်မှမတွေ့ဘူးပဲတဲ့ကျွန်တော်ဘယ်လိုသိမလဲသွားစမ်းပါကွာတဲ့အဲ့ဒီကားတစ်စီးလုံးမှာအရာအပုဆုံးဆိုအဲ့ဒါသူပဲတဲ့ဟာအရောက်ပုတ်တဲ့လူအများကြီးရှိမှာပေါ့ကိစ္စမသိဘူးအသားအမဲဆုံးတယ်ဟာဒါနဲ့အဲ့လူငယ်လေးကလာနော်လာကျွန်တော်လာကြိုချက်ချင်းမတော့ကားဝတ်ကိုတောက်ဆင်းတာလာမခေါ်ဘူးကျွန်တော်ဆင်းတဲ့လက်မှာခမားဆရာဆိုင်မှာမဟုတ်လားဟုတ်ပါတယ်လို့ဟာမဆိုးဒီကလေးကဒီလူငယ်လေးကကျွန်တော်ကိုသိတယ်အမေငါလူတွေတော်သိတာပဲကိုလေကိုပေါ်ပြူလာပေါ့မဆိုးဒီကောင်ငါ့ကိုသိတယ်ငါ့ကိုခါမတွေ့ဘူးနဲ့မင်းငါ့ကိုမြင်ဘူးလားဆိုမမြင်ဘူးတဲ့ဟာသေချာပြီနော်ငါတော်တော့နော်ပေါ်ပြူလာဖြစ်နေတယ်ပေါ့လေဒါနဲ့ကျွန်တော်ကသူ့မေးတယ်မင်းငါ့ကိုဘယ်လိုလုပ်သိလဲလာကြိုခိုင်းတဲ့ဆရာပြောထားတယ်တဲ့ကားတစ်စီးလုံးမှာအပုတ်ဆုံးကိုဆရာပဲတဲ့နော်အဲ့တော့ဖယားလို့ပြောတဲ့အခါမှာမျက်စိနဲ့မြင်ရလားမမြင်ရပါဘူးဘာဖြစ်လို့လဲဖယားတကယ်ဒီဘာဝိညာဉ်ဖြစ်လဲနာဝိညာဉ်ဖြစ်တယ်တဲ့နော်ဖယားကနာဝိညာဉ်ဖြစ်တယ်နော်မမြင်ရဘူးတိုးတော့အဲ့ဒီဖယားသခင်နဲ့အတူဘာရှိလဲသူ့ရဲ့စကားသူ့ရဲ့တရားကျွန်တော်အခုစကားပြောတဲ့အခါမှာအတန်မထွက်လာဘူးလားအတန်မထွက်လာဘူးလားအတန်ထွက်တော့ဘာဖြစ်လဲတော်သေးတာဗောတချို့ကအတန်ထွက်တော့ဘာဖြစ်လဲစတွေးစင်တာဗောတဲ့နော်ဟုတ်တယ်ကြားရဒီနေ့သင်ဖယားကိုမျက်စိနဲ့မမြင်ရပေမဲ့လို့ဖယားရဲ့အတန်တော်ဖယားရဲ့တရားကိုကြားလားမကြားရဘူးလားကြားရတယ်အဲ့ဒီအတန်တော်ဖြစ်တဲ့အဲ့ဒီတရားဖြစ်တဲ့အဲ့ဒီနှုတ်ကပတ်တော်အဲ့ဒီစကားသည်တဲ့အလုံးလိုက်ဆိုရအောင်ထိုနှုတ်ကပတ်တော်သည်လူစားတိကိုခံ၍ပြန်ပြောမယ်အဲ့ဒီနှုတ်ကပတ်တော်သည်ဘာသာတိခံလဲလူစားတိခံသောကြောင့်ဖယားစင်စစ်ကနေဘာစင်စစ်ဖြစ်သွားလဲလူစင်စစ်ဖြစ်သွားတယ်ဘသူရဲ့ဝမ်းထဲမှာလဲမေတော်မာရိရဲ့ဝမ်းထဲမှာယောက်ျားနဲ့မိန်းမတန်ဝါသပြုတာလားမဟုတ်ပါဘူးတချို့ကပြောမှာပေါ့ဟာမဖြစ်နိုင်တာကွယ်ဆေးပညာအရယောက်ျားနဲ့မိန်းမတန်ဝါသမပြုပဲယောက်ျားရဲ့မျိုးစင်းနဲ့မိန်းမရဲ့မျိုးစင်းမပေါင်းဘဲနဲ့လူဖြစ်မလားဓမ္မရှိတဲ့လူတွေအားလုံးအမေအဖေမရှိဘဲနဲ့လူဖြစ်လားအဖေမပါဘဲမွေးလူရှိလားအဲ့ဒါဆိုရင်တော့အဖေမပါဘဲမွေးရင်တော့
သို့တော့ကဘာမှာအဖေမပါပဲမွေးတဲ့သူရှိလားမရှိဘူးလားအဲ့ဒါဘာလို့လဲယေရှုဖြစ်တယ်လူယောက်ျားအဖေမပါဘူးဘာလို့အဖြစ်လဲတန့်ရှင်းသောဖခင်ရဲ့တကိုးတော်နဲ့ဖြစ်တယ်ဒါမလို့ဖခင်စင်စစ်ကနေလူစင်စစ်ဖြစ်သွားတဲ့ယေရှုခရစ်တော်တနည်းအားဖြင့်လူဆိုတာဘာလို့သားသမီးလဲလူဆိုတာဘာလို့သားသမီးလဲဖခင်ကိုယုံသည်ဖြစ်စေမယုံသည်ဖြစ်စေဖခင်ကိုသိသည်ဖြစ်စေမသိသည်ဖြစ်စေဒီမှာထိုင်နေတဲ့လူတွေအားလုံးကဘာလို့ဖန်ဆင်းထားတာလဲဘာလို့သားသမီးတွေလဲဟုတ်တယ်တခုပဲရှိတယ်ကိုဖန်ဆင်းတဲ့ကိုအဖေကိုရဲ့အဖကိုသိတဲ့သူနဲ့ယုံတဲ့သူနဲ့ကိုဖန်ဆင်းတဲ့သူကိုနော်ဒီနေ့ဟလာအဲ့ဒီဖခင်ကိုမသိပဲမကိုးကွယ်ပဲတဲ့သူပဲရှိတယ်နော်ဖခင်ကိုသိတဲ့လူဖခင်ကိုမသိတဲ့လူဖခင်ကိုယုံတဲ့လူဖခင်ကိုမယုံတဲ့လူပဲရှိတယ်တော်လူတွေအားလုံးကဘယ်သူဖန်ဆင်းထားတာလဲဘယ်သူနဲ့ဆိုင်လဲရားနဲ့ဆိုင်လေဒါမို့ဖခင်သခင်ဤသားတော်လို့ပြောတဲ့အခါမှာဖခင်သခင်ကထာဝရဖခင်ကမိမရပြီးမွေးလာတာမဟုတ်ပါဘူးဖခင်သခင်ရဲ့နှုတ်ကပတ်တော်ကဘာသာတိခံလိုက်တာလဲနာမည်ကဘယ်လိုပြရလဲယေရှုခရစ်တော်ကျွန်တော်တောင်းနေတော့ဆိုခဏပြဿနာတက်တယ်ဒီလိုခရစ်စမတ်ဆိုပြဿနာတက်ပြီးအတိတ်ပဲမရှိတော့ကွာမင်းတို့ဖခင်ယောက်ျားမရှိဘူးနဲ့မွေးလာတယ်ဖြစ်နိုင်မလားဟာဟုတ်တာဗောအတန်းကြီးလာလေပို့ဆိုးလာလေပဲသိပ္ပံပညာတွေသင်ရတဲ့အခါမှာနော်ဟုတ်တာဗောယောက်ျားရဲ့မျိုးစစ်နဲ့မိန်းမမျိုးစစ်မပေါင်းရင်ဘယ်လိုလုပ်ပြီးတော့ခလေးမွေးမှလဲဟုတ်တယ်မလားစဉ်းစားစရာတိုးတော့ချစ်တော်ညီကောင်မောင်နှမတို့ယခုသိပ္ပံပညာထွန်းကားလာတဲ့အခါမှာဒီနေ့အဖေရှိစရာလူသေးလားမလိုတော့ဘူးဘာလို့လဲဟုတ်တယ်မိအမျိုးသမီးတွေဘာလို့လဲသူတို့ရဲ့မျိုးစစ်ကိုတဒေသားထဲမှာထိုးသွင်းပြီးတော့ဘာလို့လဲအငါကိုရုပ်ရှင်အောင်ရှိလိုက်တယ်နော်အငါကိုထားလိုက်ပါတော့ဒါကတော့သိပ္ပံပညာအရနော်ကျွန်တော်ငယ်ငယ်တုန်းကစာမှာသင်ရတယ်ဗျာကျွန်တော်10တန်းတုန်းလား9တန်း10တန်းလားမသိနော်မြန်မာလက်ရွေးစင်ကြပြမှာဘယ်သူအကြောင်းလဲဆိုတော့သူဝနာတာမနော်သူဝနာတာမအကြောင်းသင်ရစာကြက်ကတယ်နော်အဖေကဒုကုလာအမေကပါလဲပါယိကဘုရားပေါ့နော်သူတို့ကယသိတော်ပဲပြောမယ်နော်အားလုံးလဲချို့လဲသိပါတယ်တော်ထဲမှာသူတို့ကတရားတွေကျင့်ကြံတဲ့အခါမှာအရင်တရားတွေရလာအသက်ကလည်းကြီးလာတဲ့အခါမှာသူတို့ချက်ပြုတ်စားတောက်ဖို့နေဖို့ထိုင်ဖို့အတွက်ဘာဖြစ်လဲလိုအပ်လာသူတို့ကိုနော်ပြုစုဖို့သူတို့ရဲ့ကျမ်းမာရေးစာဝတ်နေရေးအတွက်ဒါမှမဟုတ်သူတို့ကအသက်ကြီးလာတဲ့အတွက်ကြောင့်သူတို့ကိုပြုစုပေးမဲ့သူလိုလာတဲ့အခါမှာတဲ့ယသိကြီးကအဋိဋ္ဌံပြုတယ်တဲ့နော်သူတို့ကတရားတွေကျင့်တဲ့အခါမှာသွေးသားဆန္ဒတွေကာမယာဂတွေစိတ်ကုန်သွားပြီအတူတူလည်းမအိပ်ကြတော့တန်ဝါသလည်းအဲ့ဒီစိတ်လည်းမရှိတော့ဘူးသို့တော်လေတဲ့ဒုကုလဆိုတဲ့ယသိကြီးကသူအဋိဋ္ဌံပြုတယ်တဲ့နော်ငါတို့ဟာတသက်ရှင်းရှင်းမြင့်မြတ်ဖြောက်မတ်နေလာတဲ့အတွက်ကြောင့်ငါတို့ပြုခဲ့တဲ့ကုသိုလ်တွေကောင်းမှုတွေအကျင့်သီလတွေနော်ဖြူစင်ဖြောက်မတ်ခြင်းကြောင့်သူသစ္စာအဋိဋ္ဌံပြုပြီးတော့ယသိမရဲ့ချက်ကိုဘာလို့လိုက်လဲနော်သူ့ရဲ့လက်ညှိုးလေးနဲ့နော်ဝိုင်းလိုက်တဲ့အခါမှာနော်ဒိဋ္ဌံသစ္စာပြုပြီးတော့ချက်ကိုဝိုင်းလိုက်တဲ့အခါမှာဘာပဲလဲပါယိကဘာဖြစ်သွားလဲပဋိသန္ဓေရှိသွားတယ်စဉ်းစားကြည့်နော်ဒီကနေ့လူတယောက်ကသူဖြောင်းမတ်ပါတယ်တန့်ရှင်းပါတယ်သစ္စာရှိပါတယ်ဆိုပြီးသစ္စာဒိဋ္ဌံပြုလိုက်ပြီးတော့လက်ညှိုးလေးနဲ့နော်ယသိမရဲ့ချက်ကိုဝိုင်းလိုက်တဲ့အခါမှာယသိမပဋိသန္ဓေရလားမရဘူးလားအဲ့ဒီမွေးလာတဲ့သားကိုဘယ်လိုခေါ်လဲသူဝနာတာမချစ်တော်ကြီးကောင်မောင်မတို့ဒီနေ့ကဘာမှာအဲ့ဒီလိုအဖြစ်ပြက်မျိုးတွေရှိတယ်ဆိုရင်ဒီကနေ့တဆူရီတော်ထာဝရဘုရားကဘာစကြောင်လာမိုးမြစ်ကိုဖန်ဆင်းတဲ့ဘုရားကသူ့ရဲ့တကိုးတော်နဲ့မေတော်မာရိရဲ့ဝမ်းထဲမှာပဋိသန္ဓေဆွဲစေလို့ပြောရင်ဖြစ်မလားမဖြစ်ဘူးလား
ဒါဘုချစ်တော်ညီကိုဘုံဓမ္မတို့ဒီနေ့သခင်ယေရှုခရစ်တော်သည်လူယောက်ျားကမျိုးစစ်မိန်းမရဲ့မျိုးစစ်အပြင်မွေးလာတဲ့သားမဟုတ်ပါဘူးဒီနေ့ဖခင်သခင်ရဲ့တကိုးတော်အပြင်တန်ရှင်သောဝိညာဉ်တော်တကွာပြင်မွေးဖွားလာတဲ့ဒီနေ့သားဖြစ်တယ်ဒါမှမဟုတ်သူဟာဖခင်စင်စစ်ကနေပြီးတော့ဘာသာတိကိုခံလဲနောက်တစ်ခုရှိတယ်ဗျာအခုကျွန်တော်တို့တချင်းဆိုနေတယ်နော်ဟာလောကရိုက်မှာသေခံတယ်ကျွန်တော်အပြစ်တွေကိုယူဆောင်တယ်ဘာဆိုင်လို့လဲကျွန်တော်တငယ်ချင်းတွေမေးတယ်နော်မဘာဆိုင်လို့လဲသူကသူဟိုအစ္စရေးဟိုဣသရေလတိုင်းပြည်အနောက်ဖက်မှာငါတို့ကဒီမြန်မာပြည်မှာစဉ်းစားကြည့်လေသူကသူအသေးခံသွားတော့ဟိုနှစ်ပေါင်း2000တည်းကကျွန်တော်အခုမှမွေးတာဘာဆိုင်လို့လဲဆိုင်လားလို့ဆိုင်သွားလေဟုတ်တယ်လေသူကအစ္စရေးကျွန်တော်ကဘာလဲမြန်မာပြည်ဟိုသူကလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျွန်တော်အခုမှမွေးလာတာဟာဘာဆိုင်လို့လေနော်တခါလေကျွန်တော်အင်မတန်မှစဉ်းစားခက်တယ်လူအောင်တော့လူအတွင်းနဲ့နော်ဒါကြောင့်မလို့ကျွန်တော်တို့သူများမေးတဲ့ကမှမဖြေတတ်ဘူးနော်ဟုတ်တာဗောဘာဆိုင်လို့လဲကိုလောက်တာပဲလေကိုခံဗောကိုအပြစ်ပဲကိုခံဗောသူများလာခံစရာလိုလားလို့ဟုတ်လားမဟုတ်လားအခုထမင်းစားတဲ့ကိုစားရင်ကိုမဝဘူးလားသူများစားတော့သူများတို့ကိုစားပြလို့ရလားဟာကျွန်တော်ရဲ့မိတ်ဆွေဆရာဝဲမင်းတို့ဆရာဒီမှာနေကျွန်တော်ဆက်အတွက်စားပေးမယ်စားလို့ရလားသူအပြစ်လုပ်ရင်တော့သူခံပေါ့ကျွန်တော်ခံစရာလို့လားဟာဘာလဲသူတို့တမန်ကျမ်းစာကဘာပြောလဲသိလားလိုက်ဆိုရအောင်ထိုသူသည်ယေရှုခရစ်တော်ပြောတာနော်ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့်နာကျင်စွာထိုးခြင်းနှိပ်စက်ခြင်းကိုခံရလေ၏သူခံရသောဒဏ်ချက်များအားဖြင့်ငါတို့သည်အနာပြောက်လျက်ရှိကြ၏တကယ်တော့အပြစ်လုပ်တာဘာလို့လဲခံသွားတာဘာလို့လဲဘာဆိုင်လဲဟုတ်တယ်မလားအဲ့တော့ကျွန်တော်ဆုတောင်းတယ်ဘုရားသခင်ဘယ်လိုလဲဘုရားသခင်ဘယ်လိုလုပ်တာလဲဘယ်လိုဖြေရမလဲဘုရားသခင်အဖြေပေးပါတယ်ကျွန်တော်10ရောက်တဲ့အခါမှာစာမွားဖြေဖို့အတွက်ပေါ့နော်ကျွန်တော်ဟိုးတော့ဆိုရင်အခုလိုခက်မိတဲ့အားစေးတွေပေါ့နော်စာဖတ်လို့ရှိရင်တခါတော့နော်ညံလေးပွင့်အောင်ညံကောင်းအောင်နော်အခုဆိုရင်ဗာလဲအားစေးတွေလေပရိုဗီမင်တို့ဗိုက်တာမင်တို့ကြက်တိုက်တို့နော်ဟိုဗာလဲအများကြီးပဲလေဟလာကျွန်တော်ခက်တော့မရှိဘူးဗျာကျွန်တော်ခက်တော့ဘာပလက်ပဲရှိတယ်ဘာပလက်အဝါရောင်လေးတချို့မိအောင်မယ်နော်ဘာပလက်စားပြီးတော့အားရှိအောင်လေအဲ့တော့ကျွန်တော်ကဘာပလက်နဲ့မတက်ဘူးမတက်တော့ဘာပလက်စားပြီးဘာဖြစ်လဲသလားပလက်ဖြစ်သွားအောင်နော်ဟာတက်မှမတက်အလက်ကြီးတွေထွက်လာဒါနဲ့ကျွန်တော်အမေရပြောတယ်ကျွန်တော်အမေရလည်းကြောင်းဆရာမစားရည်တဲ့နေစာပွဲနီးလို့ရှိရင်တဲ့နဲအုံနောက်လေးပွင့်အောင်တဲ့ကြက်ဥနဲ့ဘာလဲပြားရည်စားပြားရည်ဝယ်ထားတယ်အဲ့တော့ကျွန်တော်တောင်းကဘာလုပ်ရမလဲကြက်ဥရောက်ဖို့တွေ့ကျွန်တော်ကဟုတ်ပြီငါကြက်မလေးတစ်ကောင်မွေးမယ်အဲ့တော့စာမွေးပွဲနီးတာနဲ့ကြက်ကလေးကလည်းဥမယ်အဲ့ဒီကြက်ဥနဲ့ပြားရည်နဲ့စားမယ်ဒါနဲ့ကျွန်တော်ကကြက်ကလေးတစ်ကောင်အိမ်ဘေးနားမှာသွားဝယ်ကြက်မလေးလည်းချွတ်ချောလေးဗျာအဖြူနဲ့အနီကလေးတော်တော်လှနော်အဲ့တော့ကျွန်တော်ကလည်းအဲ့ဒီခစ်တုံးကလည်းပဲအဆိုတော်မေဆွိဆိုတာနော်ကြားဘူးလားအခုခေတ်ကလေးတော့ကြားချင်းမှကြားတော့မယ်နော်ဟိုတော့လူကြီးတော့သိတယ်မေဆွိလေဟိုတော့ဘာတချင်းလဲဆိုတော့ဗာလဲကန်ဆာဒူဟာကန်ဆာမင်းဟာဟီလိုင်းလေးကျဲနောက်တစ်ပေါင်းရှိတယ်ကကူကြီးကွယ်ရမချီမညာနဲ့နော်ကကူကြီးကျဲသူတချင်းလိုက်အရင်ပြောတာနော်ဒါနဲ့ကျွန်တော်ကျမလေးကိုလေမေဆွီဆိုပြီးနာမည်ပေးတာတော့မေဆွီချိုင်းတော့ဘာပြောမလဲမသိဘူးနော်အဲ့ဒါနဲ့ကျွန်တော်ကအစာကျွေးတိုင်းမေဆွီမဲကျွန်တော်နော်သူအစာတခြားနေရာထွက်တဲ့ကျွန်တော်အစာကျွေးဆိုမေဆွီကိုကောမေဆွီကောမကြပါဘူးဗျာကျွန်တော်မေဆွီလာကြီးလာအိမ်ဘေးနာကြက်ဖတ်နဲ့
နှစ်ပါးသွားကြတော့ဗလေဒါသိတယ်မလားဟာဝမ်းသာတယ်ငါကျမတော့ယောက်ျားရပါပြီငါမကြခင်ဘာစားရတော့မလဲကျဲဥစားတော့ဝမ်းသာလို့တော့သိမကြောက်ဘူးဗျာကျွန်တော်မိမတော့ဖြစ်တယ်ကျွန်တော်ကျမပြောတာကျွန်တော်ကျမလေးကပျောက်သွားတယ်ဗျာဟာစိတ်ကမကောင်းကျမလေးပျောက်သွားတော့လေလိုက်ရှာမတွေ့တော့ဘူးဗျာနော်အဲ့ဒီချက်ဖတ်ရှိတဲ့အိတ်သွားမေးလည်းမရှိဟာသွားပြီငါကျမတော့နော်ခွေးများကြိုက်သွားလားတခိုးပဲခိုးသွားလားတော်စိတ်မကောင်းဘူးဗျာနော်တတဲ့ဆာမိုးရဲ့နီးပြီလေဟိုမှာတော့ကျဲဦးနဲ့ပြိုင်လဲဘယ်ရောက်မှမသိတော့ဘူးနော်တတဲ့ဆာမိုးသွားဖြစ်တို့ပဲပြောကြပါစို့ဗျာနော်တော်ဆာမိုးသွားဖြစ်စာရကျဲရနော်ကျမပဲတတိယမေဆွေပြောတာနော်မင်းငါကျမလေးဟာကျွန်တော်ပြန်လာကျွန်တော်ဘာမှမမေးကျွန်တော်မေးတဲ့အဖေတွေကိုအဖားတို့ကျွန်တော်ကျမတွေ့လားလို့မေဆွေလေးတွေ့လားမတွေ့ဘူးတဲ့ဟာသွားပြီးသေချာပြီးသေပြီပေါ့နော်တော်တတိယတနေ့မှကျွန်တော်အိမ်နောက်မှာနော်တင်ကြံတော့ရှိတယ်ဗျာကျွန်တော်အခုဖြာရက်တဲ့တင်ကြံဆိုတာကျွန်တော်အေယာဝီတိုင်းဒီပန်းတော်မြို့နယ်မှာပဲရှိတယ်နော်ကျွန်တော်နေတဲ့နေရာလေးကအမှတင်ကြံတော့ရှိတယ်တခါတည်းအဲ့မှာတုံးမီးတွေလောင်တော့မီးလောင်လဲလောင်ရောမီးတွေလောင်တော့တခါတည်းအဲ့ဒီမီးတွေကကျွန်တော်အိမ်ဘက်ကိုပြန်လာတော့ကျွန်တော်ဖေကဟေးမောင်မီးသွားတတ်စားနဲ့မလို့ရှိတော့အိမ်ကိုမီးလောင်လိုက်မယ်တဲ့အဲ့ဒါကျွန်တော်ရေပုံးတွေရေတွေခတ်မပြောပြနေခုံမီးသွားတတ်လို့လောက်တဲ့ချိန်မှာအဲ့ဒီတော်တွေကနေပြီးတော့ကိုတဲ့ဟာလူလေကျမလေးဟာမေဆွေအော်ကျွန်တော်ရုံးသွားမေဆွေအော်ကျွန်တော်ကြပြအိမ်ပေါ်တက်နော်ဟာသူမတွေ့တာကြာပြီနော်သူပျောက်နေတာကြာပြီဆိုတော့ကျွန်တော်ကနော်စီဘူးထဲမှာဆန်လေးထိပ်ပြီးကျွန်တော်သူ့ကျွေးတာမေဆွေစားမစားဘူးဗျကျမလေးကိုဟာချစ်တော့လာစိတ်တွေဗျဟဲ့နေဘာလို့လဲဟာချစ်တော့လာစိတ်လို့စားလည်းမစားဘူးဗျဒါနဲ့ကျွန်တော်ကဟာမင်းကျမဘာဖြစ်နေလဲမသိဘူးဘာဖြစ်ရမလဲ तू ဘိုက်စားတာဖြစ်မှာပေါ့ဟာမဟုတ်ကျွန်တော်ကိုချောက်သွားစိတ်ရောဆူဟာဒီကျမငါနေလိုက်တော့ဟာမလုပ်ပါနဲ့တော့သေပါမယ်ဟာကျမရောက်အစာမစားပြကိုနဲ့ပြီးတော့တော်ရဲပြောင်းသွားကိုပြန်လာပြောင်းကိုဟာဒီကျမဘာဖြစ်နေတာလဲမသိဘူးနော်ဟိုမှာလည်းမီးရလောင်နေဒါနဲ့ကျွန်တော်ဖေကဟဲ့အောင်နေမင်းတို့ဘာလုပ်နေလဲညံသွားလေးတဲ့ငိုတော်မီးလောင်တို့အိမ်တွေပါသွားမယ်ဆိုဟာဒါနဲ့ကျွန်တော်လေဟိုမှာမေးရအရေးကြီးတယ်လေမေဆွေကတွေ့ပြီဆိုတော့ဟုတ်โอเคပေါ့ဒါနဲ့ကျွန်တော်ဇေဘုံကန်ပြီးတော့နော်တော်တဲ့ဝင်သွားမယ်အလုံးမှာအဲ့ဒီကျမလည်းကိုဆိုဟာအဲ့တော်တဲ့ဝင်သွားတယ်ဗျကျွန်တော်ပြောကြတယ်ပြန်လာခဲ့မလာတော့ဘူးဟဲကမမင်းလောင်နေဟာဒါကျွန်တော်မီဒီယာလောက်ကိုယူနေပြန်ဟာကျွန်တော်စီးတယ်မှာငါကျမလေးပဲရောက်သွားပြီလေဒီတော်တဲ့ဝင်သွားတယ်ဘာဖြစ်လို့လဲဒါနဲ့ကျွန်တော်ကမင်းကျမတော့သေပြီတဲ့သေကြတယ်တဲ့မီဒီယာနော်မိလောင်တဲ့နေရာဝင်သွားတော့သူသိမှာပဲတဲ့သူတို့ချက်သားစားမယ်တဲ့ကျွန်တော်ပြောတော့ရောက်မင်းဘာပြောတာလဲလို့ကျမမသေရဘူးလို့နော်အခုနောက်ပိုင်းတော့ပြန်တွေ့တာလို့ဒါကျွန်တော်မိဒီပဲတန်းပြီးတော့နော်ထင်းတဲ့အတိုင်းပါပဲကျွန်တော်ကိုပြတဲ့အတိုင်းပဲမေဆွေလေးကတစ်ပင်တပင်အောက်မှာနော်မီးလောင်ပြီးတော့သေနေပြီမီးလောင်တော့ဘာဖြစ်လဲမီးတွေကျုံပြီးမဲနေပြီအမီလေးပဲကျန်တော့ဟာမေဆွေဟာစဉ်းစားကြည့်တော့လူမမဟုတ်ဘူးနော်တရိတ်ဆန်လက်သင်္ခါရသဘောတရားနေညင်အခုမဟုတ်အခုမြင်ဟာအခုနာပဲလှပလေးအခုဘာဖြစ်သွားပြီလဲမဲချိဟဲကျိုးစိတ်မမေးဆွေနေအခုနာသက်ရှင်သားပဲအခုနေသေသွားပြီစိတ်မကောင်းဘူးဗျာကျွန်တော်ဒါနဲ့နော်ကျွန်တော်အဲ့ဒီကျမလေးပေါ့နော်တရုတ်တရားနဲ့ကောက်လိုက်တဲ့အခါမှာဘယ်ဟုတ်မလဲအဲ့ဒီကျမလေးအောက်မှာနော်သူကလေးတွေပေါက်နေတယ်အုပ်လေးတွေလင်္ကား10လောက်ရှိတယ်အဲ့ဒီမှာအုပ်ထဲမှာလေကြက်လေးတွေကပေါက်ကဆဆိုမပြေးတတ်သေးဘူးပြီးရောက်
哈，လက်ဆက်တော့မေဆွေးကဗမာသွားပေါက်နေတာလေသူ့ကလေးတွေနဲ့ဗမာသွားခုနေတာလေတော်တယ်မှာမီးလောင်တဲ့အခါမှာသူသိတယ်သူပြေးရင်လွတ်လားမလွတ်ဘူးလားဒါပေမဲ့ဘယ်သူကြံခဲ့လဲအမှန်မှာတော့သူကကျွန်တော်စီလာပြီးတော့နော်တကယ်လို့ကကျွန်တော်ကြက်စကားနားလဲလေအရင်ကောင်းပါပဲနော်သူကလာပြောမှာပဲလေအကိုကြီးကိုကြီးဟိုမှာကျွန်မခရီးကြံခဲ့တယ်ကိုကြီးလာပါဦးတော့လာပါဦးဟိုမှာမီးလောင်လာပြီကိုတွေကျွန်တော်နားမမလဲပဲကိုဆိုတော့အစာစားတယ်ပဲထင်တာပေါ့ကျွန်တော်လာပြောလို့ပြောကျွန်တော်ကိုသွားပြောနေပါစိတ်ပြောလေကိုကျွန်တော်ကိုလည်းကြက်စကားမှနားမလဲပဲဟာသူခမလေးဝိလေချုံပါနဲ့တော်တဲ့ဝင်ပြေးလိုက်သူပြနေတာပြန်လာလိုက်သူကလေးတွေကြံတယ်ပေါ့လေကိုမကြက်စကားနားမလဲပဲနောက်ဆုံးတော့ရှင်တို့မကူညီလဲနေပါရှင်တို့ကလည်းပြောလို့လည်းမရဘူးတခါတော့ကိုဆိုတော်တဲ့ဝင်ပြီးသူကလေးတွေကိုဘာလုပ်လိုက်လဲဟုတ်တယ်သူကလေးတွေမသေးဖို့အတွက်အဲ့ဒီကျမလေးဘာလုပ်လိုက်လဲကလေးတွေကိုစားမီးထဲမှာဘာလုပ်လိုက်လဲအသေးခံလိုက်တယ်အဲ့တော့မှကျွန်တော်ဟိုမေဆွေရဲ့နေရတကယ်ပဲမိခင်ကောင်းပြီးသားပါလားကြည်စမ်းအဟိတ်တိရစ္ဆာန်ဆိုပေမဲ့လို့သူ့သားသမီးတွေအတွက်မေတ္တာရှိလားမရှိဘူးလားသူပြေးရင်မလွတ်ဘူးလားလွတ်တယ်လေဒါပေမဲ့ဘယ်သူကြံခဲ့လဲတော့သူ့သားသမီးတွေမသေးဘူးအတွက်အဲ့ဒီကြက်မလေးဘာလို့လဲကလေးတွေအသေးခံနေဒါနဲ့ကျွန်တော်လည်းအဲ့ဒီကြက်မလေးကိုယူလာကလေးတွေပစိုးရဲထက်လာပြီးတော့နော်အိမ်ကိုပြန်ယူလာအိမ်ဘေးနားမှာတေးချာသူ့ကိုကျွင်လေတူးပြီးတော့နော်ကြက်မလေးကိုမြုပ်ကောင်းမွန်တဲ့ဂျိုးပြီးတော့လှဝါကားတိုင်းထောင်လာပေးလိုက်တယ်နော်လှဝါကားတိုင်းမှာလည်းစာတန်းထိုးထားတယ်မေတ္တာရှင်မလေးမေဆွီအောက်ကခွင်းစားခွင်းပိတ်နဲ့ကြက်မလို့ချစ်တော်ညီကိုမောင်နှမတို့အဟိတ်တိရစ္ဆာန်ဖြစ်တော်လဲပဲအဲ့ဒီကြက်ကလေးတွေကသူနဲ့ဆိုင်လားအဲ့ဒီကြက်ကလေးတွေကမေဆွရဲ့ပါလေသားသမီးတွေလေသူပြေးမလွတ်ဘူးလားဒါပေမဲ့ဘယ်သူကြံခဲ့လဲဒါဆိုရင်သူ့ကလေးတွေသေမှာကို तू စိုးရင်လားမစိုးရင်ဘူးလားသူ့ကလေးတွေသေမှာကို तू အလိုရှိလား तू ဘာလုပ်လိုက်လဲချစ်တော်ညီကိုမောင်နှမတို့ဒီနေ့သင်ဟာဖခင်သခင်ဖန်ဆင်းထားတဲ့သားသမီးတွေပါနော်ဒီကနေ့သင်နဲ့ကျွန်တော်ဖခင်သခင်ဟာယခုဘဝမှာလည်းဆင်းရဲဒုက္ခအခက်အခဲပြဿနာနောင်ဘဝမှာလည်းအပင်ငရဲကိုဖခင်သခင်သွားစေခြင်းလားမသွားစေခြင်းဘူးဒါပေမဲ့ယေရှုခရစ်တော်ဘုရားသည်ဖခင်စင်စစ်ဖြစ်တော်လဲပဲဘာသာတိခံလဲလူစားတိခံတယ်သင်နဲ့ကျွန်တော်အပြစ်ကြောင့်ဒီလောကမှာအခက်အခဲတွေဒုက္ခတွေပြဿနာတွေဆင်းရဲခြင်းတွေနောင်ဘဝမှာလည်းဘယ်သွားမလဲအဲ့ဒီအတွက်ကိုယေရှုခရစ်တော်ဘုရားကိုစားဘာလုပ်လိုက်လဲဒါမို့ဆိုဘင်ကအဖကျွန်တော်ဘယ်လောက်ချစ်သလားဘယ်လောက်တိကျလဲအသေးခံသိတဲ့အောင်ချစ်တဲ့အသက်ဆုံးပြီးတော့ချစ်တဲ့ဘုရားဖြစ်တယ်ဒါပေမဲ့ယေရှုသည်ဖခင်ဖြစ်သောကြောင့်3ရက်မြောက်သောနေ့မှာသေခြင်းမှာရှင်ပြန်ထမြောက်သွားတယ်ဒါမို့ချစ်တော်ညီကိုမောင်နှမတို့အဲ့ဒီယေရှုခရစ်တော်ဘုရားကိုယုံကြည်လက်ခံလိုက်တဲ့အခါမှာသင်ဒီဘုနဲ့ဆိုင်သွားလဲဘုသူသားသမီးဖြစ်သွားလဲလိုက်ဆိုရအောင်ထိုသူကိုလက်ခံသမျှသောသူဒီဟူသောကိုတော်ယေရှုကိုယုံကြည်သောသူတို့အားဖယားသခင်ဤသားဖြစ်ရသောအခွင့်ကိုပေးတော်မူ၏အဲ့တော့ယေရှုကိုယုံလိုက်တဲ့ဘုသူသားသမီးဖြစ်သွားလဲပထမကယေရှုကိုမယုံခင်ကဘာသားတွေလဲအပြစ်သားတွေလေသို့သောယေရှုကိုယုံလိုက်တဲ့ယေရှုခရစ်တော်အသေးခံခြင်းကိုလက်ခံလိုက်တာနဲ့ယေရှုခရစ်တော်အသွေးတော်ယေရှုခရစ်တော်အသေးခံခြင်းကြောင့်အဲ့ဒီအပြစ်တွေအလုံးပါဖြစ်သွားလေဖြစ်လို့ဖြစ်ခြင်းကိုခံရတယ်အပြစ်ခွင့်လို့ခြင်းကိုခံရတယ်
ဒီနေ့အပြစ်သားငရဲကိုသွားမဲ့ငရဲသားစာရမဏေရဲ့သားသမီးအဖြစ်ကနေမလွတ်မြောက်သွားဘူးလားမလွတ်မြောက်သွားဘူးလားဘုသူသားသမီးဖြစ်ရလဲဘာနိုင်ငံသားဖြစ်ရလဲနော်ဒါမှမဟုတ်ကျွန်တော်နောက်ဆုံးဥပမာလေးပေးခြင်းတယ်ကျွန်တော်ဒီအိမ်တောင်မကြခင်ကဘာလဲလူပြိုမိမမရခင်ကမိမလည်းရပြီးတော့အဲ့လိုမပြောအောင်နော်ဗမာစကားဆိုတာလေလူအိုးလို့ပြောရင်စပင်လေးပဲနဲ့နဲ့ဖြူတာပါရုပ်ကတော့အလိုင်းရှိသေးတယ်နော်အဲ့လိုမပြောအောင်ဗမာစကားဆိုတာရည်ရင်ကြည်ကြည်ပြောတတ်ကြတယ်နော်ဟုတ်ပြီကျွန်တော်ကအိမ်တော်မကြခင်မိမမရခင်ကပါလဲမိမလည်းရပြီးတော့အိမ်တောင်တယ်နော်ကဲကျွန်တော်မေးကြည့်မယ်ကျွန်တော်မိမလည်းရပြီးတော့ဘာပြောင်းသွားလဲဘာပြောင်းသွားလဲဘာပြောင်းသွားလဲဟာဘာမှမသိဘူးဘာပြောင်းသွားလဲခလေးဖေမိမလည်းရအောင်ဘာပြောင်းသွားလဲတော်ခက်တဲ့မိကုန်းနော်ဘဝပြောင်းသွားတယ်။အော်ဘာပြောင်းသွားလဲဘဝတပါတော့မဟုတ်သေးဘူးနော်ဘဝတပါတော့မဟုတ်ဘာပြောင်းသွားလဲပထမဘာဘဝလဲမိမလည်းရအိမ်တောင်လည်းကြဘာဘဝဖြစ်သွားလဲအိမ်တောင်တယ်ဘာသေးသွားလဲဘာသေးသွားလဲဟိုဟာဒီဟာရှောက်မစင်စားနဲ့နော်ဘာသေးသွားလဲဟုတ်တယ်လူပြိုဘဝဒီလိုပါပဲမိတ်ဆွေသင်ယေရှုကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံလိုက်တာနဲ့သင်ရဲ့ဘဝဟောင်းအပြစ်သားဘဝသင်ရဲ့စာတန်သားဘဝငရဲကိုသွားရမယ့်ဘဝအားလုံးဘာဖြစ်သွားပြီလဲသေသွားပြီငါဒီခရစ်တော်နဲ့အတူအသေးတည့်ရဇာတိတည့်ရလူဟောင်းအပြစ်သားဘဝဘာဖြစ်သွားပြီလဲဘသူကိုရလို့လဲဘသူကိုယုံလို့လဲဒီနေ့ကျွန်တော်လူပြိုဘဝသေဖို့အတွက်သစ်ပင်ဘဝခုံချသေလာဟဲ့ဟာငါလူပြိုဘဝသေချင်တာဟုတ်သစ်ပင်ဘဝနဲ့ခုံချသေလားကိုဓာတ်နဲ့ယူထိုးတာသေလားအဲ့တော့သင်လူပြိုဘဝသေသွားဖို့ဘာလို့ရမလဲကြည်စမ်းတော်လိုက်တာအပြိုဘဝသေသွားဖို့ဘာလို့ရမလဲယောက်ျားယူမိမရတယ်ဆိုရင်လူပြိုဘဝယောက်ျားယူလိုက်ရင်အပြိုဘဝအဲ့ဒီလိုပဲသင်ရဲ့တက်တာမှာယေရှုကိုသင်ယုံပါယေရှုကိုသင်ရယူလိုက်ပါသင်အပြစ်သားဘဝလူဟောင်းဘဝဒါကြောင့်မလို့ဒီနေ့ခရစ်စမတ်မှာပြောချင်ပါတယ်သင်နဲ့ကျွန်တော်အသက်တာယေရှုခရစ်တော်အားဖြင့်သာလူသစ်ယေရှုခရစ်တော်အားဖြင့်သာဘုရားသားသမီးလူခရစ်တော်အားဖြင့်သာကောင်းကင်နိုင်ငံသားအဖြစ်နဲ့လွတ်မြောက်ခြင်းအခွင့်တွေအပြစ်ငရဲမှဆင်းရဲဒုက္ခမှနောင်ဘဝဒီနေ့ကောင်းကင်နိုင်ငံတော်ကိုကျွန်တော်ရရှိခံစားရမယ်ဆိုတဲ့အကြောင်းလေးကိုဖော်ပြချင်ပါတယ်လို့